ကျွန်တော်နာမည်သိန်းစိုးမြင့်ပါဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဒီ channel အသေးလေးနဲ့မိတ်ဆက်လိုက်ပါတယ်ဆိုတော့ဒီ channel အသေးလေးကနေပြီးတော့ဗောနော်ဒီတောင်သူတွေအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဓိကတော့ကျွန်တော်ဒီ online မှာတောင်သူတွေအပြောများလာတယ်တောင်သူတွေခြားထဲမှာပြန့်နှံ့နေတဲ့နည်းပညာတွေနဲ့ပတ်သက်ပြီးတော့ဒါစိုက်ပျိုးရေးနည်းပညာရှုထောင့်ကနေပြီးတော့ပြန်လည်သုံးသပ်ပြတဲ့ channel လေးဖြစ်ပါတယ်ဆိုတော့အဲ့တဲ့ကြောင့်မလို့ဒါကျွန်တော်ရဲ့ channel လေးကိုဒီ like and subscribe လုပ်ခဲ့ပေးပါဦးဆိုတော့ဒီနေ့ကျွန်တော်ဒီ online မှာအပြောများနေတဲ့နည်းပညာလေးတစ်ခုပေါ့နော်ဒါကတော့ဒီဆရာမတယောက်ကထိုင်းရတောင်သူတွေသုံးနေတဲ့နည်းပညာဆိုပြီးတော့ပြန်ပြီးတော့မျှဝေလာတာဖြစ်ပါတယ်ဆိုတော့သူရဲ့အဓိကရည်ရွယ်ချက်ကတော့ဒါကျွန်တော်ဒီပေါင်းသက်စေးအနေနဲ့သုံးလို့ရတဲ့နည်းပညာလို့ပြောလို့ရပါတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်ပြန်ကြည့်မယ်ပေါ့နော်ဆိုတော့ဒီနည်းပညာမှာဆိုသူကဒီမြက်တွေကိုအလွယ်တကူရှင်းပြနိုင်တယ်လို့သူကပြောထားတယ်နောက်တစ်ခုကဒီမြက်တွေအပြင်ဟိုမှဒီအိမ်မှာရှိတဲ့ပိုးတွေချင်းတွေအိမ်မြောင်တွေဒါတွေကစပြီးတော့လဲရှင်းလို့ရတယ်လို့ပြောတယ်ဆိုတော့သူ့ရဲ့ပါဝင်ပစ္စည်းတွေကျွန်တော်ကြည့်ကြမယ်ဆိုတော့သူ့ရဲ့ပါဝင်ပစ္စည်းတွေမှာဆိုလို့ရှိရင်ဒါကျွန်တော်ဒီမှာဆိုရင်ငရုတ်သီးမှုန့်ပါတယ်ပြီးလို့ရှိရင်ဒါဆက်ပြတ်မှုန့်ပါတယ်ရှာလကရေးပါတယ်စားပါတယ်ပြီးရင်ကျွန်တော်ရေးထည့်မယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီပေါင်းသက်စေးအာနီတင်လို့ပြောတဲ့အချိန်မှာကျွန်တော်ဒါငရုတ်သီးမှုန့်ဆိုလို့ရှိရင်ဒါပေါင်းသက်စေးအာနီတင်မရှိဘူးလို့ပြောလို့ရတယ်ဆိုတော့ဒီပိုးသက်စေးတွေပိုးနှင်းစေးတွေလုပ်ဖို့ရတဲ့ဆိုတော့ဒါငရုတ်သီးကိုသုံးလို့ရတယ်ပေါ့နော်ဆိုတော့ငရုတ်သီးကိုဒီပိုးသက်စေးပိုးနှင်းစေးအနေနဲ့သုံးမယ်ဆိုလို့ဘယ်လိုသုံးလို့ရလဲဆိုတာတော့အသေးစိတ်ကိုကျွန်တော်ဒီအစိမ်းအောင်လန်း application website မှာတွားပြီးတော့ကြည့်လို့ရတယ်ဆိုတော့အဓိကဒီနေ့ပြောမှာတော့ဒါပေါင်းသက်စေးအနေနဲ့သုံးမယ်ဆိုရင်ဘာတွေလုပ်မှလဲဘယ်ဟာတွေကအာနိသင်ရှိလဲပေါ့နော်ဆိုတော့သူ့ထဲမှာပါတဲ့ကျွန်တော်ဒါဆက်ပြမှုကိုကျွန်တော်ဒီတိုင်းထပ်ပြီးတော့ဆွေးနွေးပါမယ်ဆိုတော့ဒီရှာလကရေးနဲ့စားနှစ်မျိုးရှိရပေါ့နော်ဆိုတော့ဒါကျွန်တော်ဒီအစိမ်းရောင်လန်းကိုကျွန်တော်သွားကြည့်လိုက်အစိမ်းရောင်လန်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအစိမ်းရောင်လန်းမှာဒါကျွန်တော်ကဒီမှာဆိုလို့ရှိရင်ဒါပေါင်းသက်စေးဆိုပြီးတော့ရိုက်ထည့်လိုက်ပေါ့နော်ဒါတော့ကျွန်တော်တစ်ခါလေးဖွင့်ထားတာပါပေါင်းသက်စေးဆိုပြီးတော့ရိုက်ထည့်လိုက်လို့ရှိရင်ဒီအစိမ်းရောင်လမ်းမှာကျွန်တော်တင်ထားတဲ့ဒီပေါင်းသက်စေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့ဟာတွေကိုကျွန်တော်ပြောပြထားတာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ပေါင်းသက်စေးလုံးနီး9နီးဆိုတဲ့အထက်မှာဆိုရင်ဘာတွေရှိလဲဆိုတော့ဒါကျွန်တော်စားကိုလည်းကျွန်တော်ဒါပေါင်းသက်စေးအနေနဲ့သုံးလို့ရတယ်ပြီးလို့ရှိရင်ဒါရှာလကာရီဆိုတော့ဒါကိုလည်းသုံးလို့ရတယ်ဆိုရှာလကာရီကိုပေါင်းပြီးတော့လည်းဒါပေါင်းသက်စေးအနေနဲ့သုံးလို့ရတယ်ဆိုပြီးတော့လည်းပြန်ပြီးတော့ပြောပြထားတယ်ပေါ့နော်ဆိုတော့ဒီဆောင်းပါးမှာဒီစာမှာဆိုလို့ရှိရင်တော့ဒါကပြောရင်တော့ဒီစေးအောင်လမ်းမှာလည်းရေးထားတာလည်းပါတယ်ဆိုတော့ဒီအချိန်မှာပို့ပြီးတော့ထူကြတာငရုတ်သီးမှုန့်ပေါ့နော်ဆိုတော့ငရုတ်သီးမှုန့်ဆိုတာတော့တကယ်ဒါပေါင်းသက်စေးအနေနဲ့ရည်ရွယ်ပြီးတော့သုံးရင်တော့ဒါငရုတ်သီးမှုန့်ကလုံးဝမလိုအပ်ပါဘူးဆိုတော့ထည့်စရာမလိုပါဘူး